こんにちはမင်္ဂလာပါအော်ဆိုတာဂျပန်စာသင်ခန်းကမအိမရဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ GLPT N5 grammar တွေကိုတင်ဆက်ပေးနေရပါတော့ unit 15ကိုရောက်လာပါပြီဒီ unit တွေကဘာကိုအခြေခံထားလဲဆိုတော့မင်းနာနော်နေဟွန်ကောစာအုပ်ရဲ့ဒီ shokyu ichi ပေါ့နော်စာအုပ်ကိုအခြေခံထားပါတယ် shokyu ichi မှာ unit ichi ကနေပြီးတော့ unit 2ကောပေါ့နော်တစ်ကနေပြီးတော့25ခန်းပါပါမယ်အခုဒီ shokyu ichi မင်းနာနော်နေဟွန်ကော shokyu ichi ရဲ့ unit 15ကိုရောက်လာပါပြီဒါဆိုရင်ဒီခန်းမှာဘာတွေလေ့လာမလဲဆိုလို့ရှိရင်လေ့လာမယ့် grammar တွေက demo edes က buffalo ရလားဆိုတဲ့ပုံစံနောက်တစ်ခါတဲဝါ ikemasan buffalo မရဘူးဆိုတဲ့တားမြစ်တဲ့အရာတွေကိုပြောတဲ့အခါမှာသုံးတဲ့ပုံစံနောက်တစ်ခါတဲ imas ဘာလုပ်နေတယ်ထမင်းစားနေတယ်စားကြက်နေတယ်စသဖြင့်အခုလက်ရှိဘာတွေဖြစ်ပြနေလဲနောက်တစ်ခါအိမ်အောင်ပြုတ်ထားတဲ့စသဖြင့်ပေါ့နော်အချိန်တစ်ခုမှာပြုတ်လုခဲ့တဲ့အရာကအခုချိန်ထိစတိုက်ဖြစ်နေရဆိုတော့အရာကိုပြောတဲ့အခါမှာသုံးတဲ့ပုံစံပေါ့နော်တဲ့ imas ပုံစံလေးနောက်တစ်ခါshiri mas နဲ့ wakari mas နဲ့ဘာတွေကွာခြားလဲပေါ့နော်နှစ်ခုလုံးကတော့တည်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရတယ်ဒါပေမဲ့အသေးစိတ်ကြည့်မယ်ဆိုလို့ရှိရင်သူရဲ့သုံးပုံသုံးနည်းလေးတွေကကွာခြားတာလေးရှိရပေါ့နော်ဆိုတော့အဲ့ဒီအချက်တွေကိုဒီအခန်းမှာလေ့လာသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်နောက် page ကနေစပြီးတော့ demo edes ကနေပြီးတော့စပြီးတော့ကြည့်ကြရအောင်နော်ဒါဆိုရင်ပထမဆုံးသုံးပြခြင်းတဲ့ပုံစံကရှင်းပြခြင်းတဲ့ grammar က demo edes ပေါ့နော် demo edes ကလို့ရတယ်ဆိုပြီးတော့ဘာသာပြန်ရမှာပေါ့သူရဲ့အရှိမ verb တွေနဲ့တွေ့သုံးမယ်ဥပမာဆိုလို့ရှိရင်တာဘဲ mas ဆိုတဲ့ verb ပေါ့နော်စားလို့ရတယ်ဆိုလို့ရှိရင်တာဘဲ mas ကစားသည်နော်စားတယ်စားလို့ရတယ်ဆိုရင်တာဘဲ demo edes ဆိုပြီးတော့ဖြစ်သွားမယ်အဲ့တော့နောက်တစ်ခါတောက်တယ်ဆိုတဲ့ verb က nomi mas တောက်လို့ရတယ်ဆိုလို့ရှိရင် non demo edes ဖြစ်သွားတယ်ဒါဆိုရင် demo edes ဆိုတဲ့ grammar လေးတွေကဒီအစမှာတဲ့လေးတွေနဲ့စနေရပါတော့တဲ့လေးတွေနဲ့စတဲ့အတွက်ကြောင့်မလို့တို့တွေကဒီ chapter မှာ demo edes ဒီတဲ့ဝါ ikemasan စရတော့တဲ့နဲ့စတဲ့ဒီ phrase တွေကိုအသုံးပြုပုံတွေကိုလေ့လာတဲ့အခါမှာဘာလို့သိပြီးသားဖြစ်နေရမလဲဆိုလို့ရှိရင် verb တွေကို mask တွေကိုတဲ့ form ဘယ်လိုပြောင်းလဲဆိုတဲ့ဟာလေးကိုသိပြီးသားဖြစ်ရမယ်အဲ့ဒီဟာက unit 14မှာသိခဲ့ပြီးသားဖြစ်ပါတယ် unit 14မှာ te form နေဘယ်လိုပြောင်းလဲ buff ဒီ mask တွေကို te form ပြောင်းလို့ရှိရင် group 3မျိုးရှိရဲ့အဲ့ group 3မျိုးနဲ့ပေါ့နော်ဘယ်လိုမျိုး live pad new တွေဖြစ်အောင်လို့ပြောင်းလဲပေါ့နော်အဲ့ဒါတွေကို unit 14မှာရှင်းပြခဲ့ပြီးသားဖြစ်လို့မသိသေးတဲ့လူက te form ပြောင်းနေမသိသေးတဲ့လူက unit 14ရဲ့ video ကိုကြည့်ပြီးတော့ te form ပြောင်းနေလေးကိုအရင်ကြည့်ပါနော်အဲ့ဒါမှာ buff တွေကိုဘယ်လိုမျိုး te form ပြောင်းအောင်လဲစသိမှာခုနပြောခဲ့တဲ့ nomi mas ကနေဘာဖြစ်လို့ nomi တဲမဖြစ်ဘဲနဲ့ non de ဖြစ်တာလဲဒါပဲ mas ကကြတော့ဘာဖြစ်လို့ mas ပဲဖြုတ်လိုက်ပြီးတော့ဒါပဲတဲဖြစ်တာလဲပေါ့နော်စရာတွေက unit 14မှာ te form ပြောင်းနေတည်တော့မှဒီအခန်းကိုလောက်ရတာပို့ပြီးတော့လွှဲလိုက်မယ်ပေါ့နော်အဲ့ဆိုရင်ကြည့်အောင်ပေါ့အဲ့တော့ English လို့ပြောမယ်ဆိုလို့ရှိရင်တော့တဲ့ဆိုတာတခုခုလုံးလို့ရပါတယ်ဆိုတာပြောတဲ့အခါမှာ you may ပေါ့နော် you may ဆိုတဲ့ပုံစံမျိုးနဲ့ you may ရဲ့နောက်မှာ verb မှာပေါ့ you may eat you may drink that medicine ပေါ့နော်ဆိုတာမျိုးနောက်တစ်ခါmay I ပေါ့ may I ကကြတော့ဒီ demo edes ကမေကိုပုံစံလုပ်မယ်ဆိုလို့ရှင်ကြတော့ဒီ desk ရဲ့နောက်မှာကာလေးထည့်လိုက်မယ် desk ကာလေးနဲ့လုပ်လိုက်မယ်ဆိုလို့ရှင်မေကုံပုံစံဖြစ်သွားပြီအဲ့ဒါဆိုရင်ကြတော့ကိုကပေါ့တခုခုကိုခွင့်တောင်းချင်တဲ့အခါမှာဒီနေရာမှာထိုင်လို့ရမလားပရင်းပေါင်လေးမြန်ဖွင့်လို့ရမလားပေါ့နော်ဒီလိုလုပ်ရင်ဖြစ်ရလားအဆင်ပြေရလားဆိုတော့သူများကိုကအရင်ခွင့်တောင်းချင်လို့မေးရဲ့အခါမျိုးမှာဆိုလို့ရှင်ဒီ demo edes ကလေးနဲ့သုံးလို့ရတာပေါ့အဲ့တော့အင်္ဂလိပ်စာမှာဆိုရင် may I ပေါ့နော် may I နဲ့ပြောလို့ရတာပေါ့နော် may I sit here ခုနေစွာတဲ့မို့တိုင်းကြောဖို့ desk ကောင်းဆဲပုံစံမျိုးနော်ဒီနေရာမှာထိုင်လို့ရလားဆိုရဲဟာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးကိုဒီ demo edes ကလည်းသုံးလို့ရတော့ရင်းချင်းခွင့်တောင်းချင်တဲ့အခါကျရင် demo edes ကလေးကအရင်အသုံးဝင်တယ်ပေါ့နော်အဲ့ဆိုရင်ဒီမှာ example sentence လေးတွေပေးထားပါတယ်နောက်ထောင်ကြည့်ရအောင်ပထမ sentence လေးကကြတော့ koko ni kuruma wo tomete mo edes လို့ရေးထားတယ်အဲ့တော့သုံးထားတဲ့ဒီမြင်တတ်ထားတဲ့နေရာလေးကိုကြည့်လိုက်ပါ demo edes ဆိုတဲ့ grammar လေးကိုသုံးထားတာဒါဆိုရင် verb လေးကဘာလေးများလဲverb လေးကပါလဲဆိုတော့ဒီ verb လေးကဒီအရှိမရှိမှာပေါ့နော် verb လေးက tomeru ဆိုတဲ့ verb လေး tomemas ပေါ့နော် tomemas ခဲနေဆိုရင် tomemas ပေါ့ tomemas ဆိုတဲ့ verb လေး tomemas ဆိုတာဘာပြောရလဲဆိုရင်ရက်တီလို့ပြောတာအဲ့တော့ကားရက်တီဆိုလို့ရှိရင်ကြတော့ kuruma ကို tomemas ပေါ့အဲ့ဒါကို demo edes လေးနဲ့ဆက်လိုက်တော့ kuruma ကို tomete mo edes tomeru tomemas ဆိုတဲ့ verb ဟာ group 2ပေါ့နော်အုပ်စုနှစ်ထဲမှာပါတဲ့ verb ဖြစ်တဲ့အုပ်စုနှစ်မှာပါတဲ့ verb တွေက domain mas ဆိုရင် mas ကိုဖြုတ်လိုက်ပြီးတော့အနောက်ကတဲ့လေးနဲ့တဲ့ပြောင်းတဲ့အခါမှာတဲ့လေးနဲ့တန်းပြီးတော့ဆက်လိုက်ရုံပဲ
ဒီနေရာမှာဆိုကြတော့ ကိုနီပေါ့နော်အဲ့တော့ကိုနီခူရမာကိုတိုမဲတဲမိုဤဒက်ဖြစ်သွားမယ်နောက်တစ်စာဆောင်လေးကြည့်အောင်ပေါ့နော်ရေးထားတာကရောဘီနီမိုဆိုအိုဤတဲမိုဤဒက်အဲ့ကျိုခံမှာပစ္စည်းထားလို့ရတယ်ရောဘီဆိုတာကအင်္ဂလိပ်စကားလုံး lobby ကနေလာတယ် lobby ဆိုဘယ်လိုမျိုးနေရာမျိုးလဲ hotel ရဲ့ဒီအဲ့ကျိုခန်းမဆောင်နေပေါ့နော် reception ရှိရဲ့ဒီအဲ့ကျိုခန်းမဆောင်နေစာအုပ်ထိုးတဲ့ဝင်လိုက်တာနဲ့အဲ့ကျိုခန်းမဆောင်ရှိမယ် reception ရှိမယ်ထိုင်ကုန်လေးချထားတဲ့စပွဲတွေပါညာရှိမယ်ပေါ့နော်အဲ့လိုမျိုးခန်းမတွေကို lobby လို့ပြောတာပေါ့ခန်းမဆောင်ပေါ့နော်ဒီ lobby မှာနီမိုဆိုပစ္စည်းတွေကို OE demo e ဒါဆိုတာပစ္စည်းတွေကိုထားလို့ရတယ်ဒီ Okimas ဆိုတဲ့ verb ကနေလာတယ်ပေါ့နော် Okimas ဆိုတဲ့ verb လေးကအင်္ဂလိပ်လိုဆိုလို့ရှိရင် put ဆိုတဲ့ verb လေးပေါ့ထားသည်တနေရာပေါ်မှာနေရာတစ်ခုမှာပစ္စည်းတစ်ခုကိုထားတာမျိုးစာအုပ်ကိုဆွဲမှာထားလိုက်တာမျိုးအဲ့ဒီထားသည်ဆိုတဲ့ verb က Okimas ဆိုတဲ့ verb Okimas က group 1 verb အုပ်စု1 verb အုပ်စုမှာပါတယ်သူ့ကိုတဲဖောင်ပြောင်းတဲ့အခါကျလို့ရှိရင်ငကို verb က Okimas เนาะအဲ့ဒီ key လေးက e ဖြစ်သွားပြီးတော့မှတဲ့နဲ့ဆက်ရတယ်အဲ့တော့ OE demo e ဒါစထားလိုက်ရပါတယ်။ဘာလို့လဲ။ Nimotso ဒီပစ္စည်းကိုပေါ့နော်။ပစ္စည်းဆို luggage လည်းဖြစ်မဲ့ထုတ်ပိုးတွေပေါ့နော်။ Nimotso OE demo e ဒါစဘယ်နေရာမှာလဲ။နော်ပြီးမှာပေါ့။ကဲဒါဆိုရင်နောက်စာကြောင်းကြည့်အောင်။ Bobbin နဲ့ရေးလို့ရတယ်။ You may write by pen တခုပေါ့။တချို့ form တွေမှာလေBobbin နဲ့မရေးရဘူးလို့ဘာလို့အဲ့လိုမျိုးရှင်းမှာပေါ့နော်။အဲ့တော့မဟုတ်ဘူးဒါ Bobbin နဲ့ရေးလို့ရပါတယ်။ Bobbin နဲ့လည်းအဆင်ပြေပါတယ်။အဲ့တော့ Boru pen တဲ့ kite demo e ဒါစ Boru pen boru pen ဆိုတာက ball pen ကိုပြောတာ kakimas ဆိုတဲ့ verb မူရင်း verb က kakimas သူကလည်း kakimas ကလည်း group 1 verb တွေမှာ group 1 verb တွေမှာ ki နဲ့ mas ရဲ့အရှိမ ki ရှိနေတယ် ki နဲ့စုံနေတဲ့ verb တွေဟာ ki ကိုဖြုတ်ပြီးတော့ ဤတန်လေးတွေပြောင်းသွားတယ်ခုနကတော့ okimas ဆိုရင်Okimas မဆက်အရှိမရှိနေသည် key လေးเนาะ Okimas မဆက်အရှိမရှိနေသည် key လေးဆိုရင် key ကိုဖြုတ်ပြီးတော့ e လေးပြောင်းတယ် Kakimas ဆိုလို့ရှိရင်လို့ပဲမဆက်အရှိမရှိနေတာ key လေးကိုဖြုတ်ပြီးတော့ e လေးပြောင်းတယ် Kai တဲဖြစ်သွားတယ် Kai demo e ဒါဆိုရေးလို့ရပါတယ်ဖြစ်သွားတယ်เนาะနောက်ဆုံးစာကြောင်းလေးကတော့မိကုန်းလေးဖွက်ပြထားတာအဲ့တော့သူများကိုခွင့်တောင်းကျင်တဲ့အခါမှာဒီ demo e ဒါလေးကိုတုံလို့ရတယ်လုပ်လို့ရရဲ့လားဒါလေးလုပ်လို့ရှိရင်အဆင်ပြေပါမလားခွင့်ပြုရဲ့လားဆိုတာမျိုးသိချင်တာဥပမာဆိုရင်ကိုပြလိုက်တစ်ခုသွားလေတယ်ဓာတ်ပုံရိုက်ချင်တယ်ဒီတိုင်း plug လိုက်တာထက်ချုပ်ပြလိုက်တရားဓာတ်ပုံရိုက်တာမရိုက်လို့ရတဲ့နေရာရှိရင်เนาะကိုမသိပဲနဲ့အရင်မမေးပဲနဲ့ဓာတ်ပုံစစ်ချက်ရိုက်လိုက်လို့ရှိရင်ပြောခံရမှာပေါ့အဲ့တော့မသေးကြအောင်ဆိုလို့ရှိရင်မေးကြည့်မယ်ရှာရှင်းတော့တယ်မိုအီဒက်စကဘာလဲခိုတဲ့ရှာရှင်းတော့တယ်မိုအီဒက်စကဒီနေရာမှာဓာတ်ပုံရိုက်လို့ရရဲ့လားအစမျိုးပေါ့เนาะအဲ့လိုမျိုးမေးတဲ့အခါကျရင်သုံးပါတယ်တယ်မိုအီဒက်စကလေးနဲ့အဲ့တော့ရှာရှင်းတော့တယ်မိုအီဒက်စကထိုဒီမတ်ကနေလာတယ်Torimas ဆိုတဲ့ verb က Nago verb Torimas ဆိုတဲ့ verb က group 1 verb ဖြစ်တယ်။သူက relay ကိုဖြုတ်ပြီးတော့သေးလေးကပ်ပြီးတော့မှတဲ့နဲ့ဆက်ပေးရတယ်။とてもいいですか写真をとてもいいですかပေါ့နော်ဆိုတော့အဓိပ္ပာယ်မျိုးနဲ့သုံးပါတယ်အဲ့တော့ဒီ page မှာရှင်းပြခဲ့တာတွေကဘာလဲဆိုရင် temo e des ဆိုတဲ့ပုံစံလေးတွေပါ temo e des ဒီတဲ့နဲ့စပြီးတော့တောင်းမယ်ပုံစံမလို့ verb တွေကိုဘယ်ကိုပြောင်းရမလဲဆိုလို့ရှိရင် te form လေးအရင်ပြောင်းရမယ်တို့တွေကMinano Nihongo ရဲ့ structure အတိုင်းတွားတာဖြစ်လို့ plain verb တွေကိုမသိသေးဘူးပေါ့နော်ဒီ short ခဲတွေ dictionary form တွေကိုမသိသေးဘူးအခုလောက်ဆယ်မှာ mask ခဲတွေပဲယဉ်ကျေးတဲ့ပုံစံပေါ့နော် mask ခဲတွေပဲသိခဲ့သေးတယ် mask နဲ့ဆုံးတဲ့ verb တွေပေါ့ဒါပဲ mask nomi mask ikimas เนาะစသဖြင့်အဲ့ဒီ mask တွေကိုတဲ့ပြောင်းတာဘယ်လိုပြောင်းလဲဆိုတော့သိရမယ်အဲ့လိုသိပြီးတော့မှ tempo e des ပုံစံလေးကိုသုံးလို့ရမယ်ပေါ့နော်အဲ့ဒါဆိုရင်နောက် page မှာတော့ဘာလို့ဆက်ပြောချင်လဲဆိုရင်တဲ့ဝ ikemasan ဆိုတဲ့ပုံစံလေးကိုဆက်ပြီးတော့ရှင်းပြချင်ပါတယ်တဲ့မို့ ikemasan ဆိုတာပါလေ ikemasan ဆိုတာဒါမဲ့လို့ပြောလိုက်တာဒါမဲ့တဲ့ဆိုပြလိုက်တာလုံးလို့မရဘူးအဲ့ကိစ္စကိုခွင့်မပြုဘူးဒီနေရာကိုဝင်လို့မရဘူးခင်းရှိပေါ့နော်ဒီနေရာကိုဝင်လို့မရဘူးဆိုတာမျိုးဒီနေရာမှာစိတ်လိတ်တောက်လို့မရဘူးဆိုတာမျိုးဒီနေရာမှာစကားကြဲကြဲပြောလို့မရဘူးဆိုတာမျိုးစီကန့်ချက်တွေရှိတယ်တချို့စေုံတွေမှာဆိုရင်ဘာလို့လို့မရပါဘူးညပန္နနာကြီးနောက်ပိုင်းကြောက်လို့ရှိရင်မိဖွင့်လို့မရပါဘူးစကားတွေအကျယ်ကြီးပြောလို့မရပါဘူးစသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေရှိရဲအဲ့ဒါကိုအဲ့လိုမျိုးပေါ့စီကန့်ချက်တွေကိုရှင်းပြကြတဲ့အခါမှာဒါမဲ့ဒီဟာကိုလို့ရှိရင်ဒါမဲ့ဒါရောဆိုပြီးတော့အဲ့လိုပြောတဲ့အခါမှာသုံးတဲ့ပုံစံကတဲဝါ ikemasan လို့မရဘူးပေါ့ you must not ဒါမလုပ်ရအောင်နော်မလုပ်ရအောင်ဆိုတဲ့ဟာကိုပြောတာပေါ့နော် you must not something ပေါ့ you must not eat here you must not speak loudly here ဒီနေရာမှာအကျယ်ကြီးပြောလို့မရဘူးစသဖြင့်ပေါ့နော်အဲ့လိုမျိုးပြောတဲ့ဟာတွေပေါ့နောက်ဆုံးရင်ပထမဆုံးစာကြောင်းလေးကိုကြည့်အောင်ခိုနီ height တဲဝ ikemasan kikan des အဲ့တော့ဒီစာကြောင်းလေးက
တန်ဖိုးရှိရနော်ဒါအသက်အန္တရာယ်နဲ့ဆိုင်တဲ့ဟာလေးဒီနေရာကိုဝင်လို့မရအောင်တော့အန္တရာယ်ရှိရ Kikan တာရော Kikan death ဆိုပြီးပြောထားတယ်အဲ့တော့ Heidi Maas ဆိုတဲ့ buff ကနေလာတယ်Heidi Maas က group 1ထဲမှာပါတယ်သူ့ကိုတက် form ပြောင်းတဲ့အခါကြာလို့ရှိရင် height တဲ့လို့ပြောင်းရတယ် height တဲ့ဒီလေးကိုဖြုတ်ပြီးတော့စတီလေးထည့်ရတယ် height တဲ့ခိုနီ height တဲ့ဝ ikema san ဒီနေရာကိုဝင်လို့မရဘူး Kikanအနေရရှိပါတယ် you must not enter here is dangerous 他の人ပေါ့တနည်းအားဖြင့်တာနင်းပေါ့နော်တာနင်းのものを勝手に使ってはいけません勝手ဆိုတာပါလဲဆိုလို့ရှိရင်စိတ်ကြိုက်ပေါ့ဒါကတော့ဘာလဲပြောလဲဆိုရင်ဂျပန်စာမှာကြတော့လက်နဲ့ပြောတာပေါ့နော်လက်နဲ့ပြောတယ်လက်ဆိုတဲ့စကားဒီခန်းကြည့်ပါတယ်မြန်မာစာမှာကြတော့ဘာပြောလဲကိုယ်စိတ်ကြိုက်လို့တောင်ပြောတာသူများကိုမမေးဘူးသူများနဲ့မတိုင်မင်ဘူးကိုယ်စိတ်ကြိုက်ကိုယ်သဘောနဲ့ကိုလုပ်လိုက်တဲ့ဟာကိုခတ်တဲ့နေပေါ့အင်္ဂလိပ်စာမှာဆိုရင်တော့ခတ်တဲ့နေလို့ပြောတာပေါ့နော်အင်္ဂလိပ်စာမှာလည်း sorry ဂျပန်စာမှာဆိုလို့ရှိရင်တော့ခတ်တဲ့နေလို့ပြောတာပေါ့နော်အဲ့တော့ထားနေတဲ့မိုနိုကိုခတ်တဲ့နေသူများရဲ့ပစ္စည်းမိုနိုသူများရဲ့ပစ္စည်းကိုခတ်တဲ့နေစိတ်ကြိုက်ကိုယ်စိတ်ကြိုက်စကတ်တေဝါ ikemasen သုံးလို့မရပါဘူးအဲ့တော့ဘယ်ကနေလာလဲဆိုရင် ska imas ဆိုတဲ့ buff လေးကနေလာတယ် ska imas ဆိုတဲ့ mask လေးဒီ group 1အုပ်စုဖြစ်တယ်ဒါကြောင့်မလို့သူ့ကိုဘာဖြစ်သွားလဲဆိုရင် ska imas ska တဲဆိုတဲ့ e ကိုဖြုတ်ပြီးတော့ဒီလေးကတ်ရတယ်ပေါ့နော်ခုန Heidi Maas เนาะဒါ ska imas เนาะnoyen buff တွေပါနောက်တစ်ခါစာကြည့်လိုက်မှာအတန်ကျဲကြီးနဲ့စကားပြောလို့မရဘူးအဲ့တော့စကားပြောတာက hanashimasu က hanashite ဖြစ်သွားတယ် hanashite ကလည်းဒါ group 1 buff ပဲเนาะ hanashite wa ikemasen စကားအတန်ကျဲကြီးနဲ့ပြောလို့မရတာအတန်ကျဲကြီးဆိုတော့ okina kue အတန်ကျဲကြီးနဲ့စကားပြောလို့မရဘူးဘယ်မှာလဲတိုးရှော့ကန်တဲ့စာကြည့်လိုက်မှာအတန်ကျဲကြီးနဲ့စကားပြောလို့မရပါဘူးတဲ့နောက်တစ်ခါဒါဆိုရင်နောက်ပုံစံကကြတော့တဲ imas ကိုကြည့်မယ်တဲ imas ကကြတော့နေတယ်တို့ထားတယ်တို့စတဲ့ပုံစံတွေပေါ့နော်နေတယ်တို့ထားတယ်တော့အဲ့တော့ဒီပုံစံဘာတွေပြလဲဆိုလို့ရှိရင်လည်းเนาะဇက်တိုက်အခုလက်ရှိမှာဘာတွေဖြစ်နေလဲဇက်တိုက်ဖြစ်နေတဲ့ဟာတွေနောက်တစ်ခါတော်များတဲ့ email ဆိုလို့ရှိရင်အင်္ဂလိပ်စာရဲ့ verb ing နဲ့တူတယ်အဲ့တော့ present continuous နဲ့တူတယ်အခုလက်ရှိမှာပြည့်နေတဲ့လက်တလောပြည့်နေတဲ့အရာတွေကိုပြရဲပေါ့နော် in progress ပေါ့နော်ဖြစ်နေစေပြည့်နေစေအရာတွေကိုပြရဲဆိုပြီးတော့ပြောလို့ရှိတယ်ဒါပေမဲ့အင်္ဂလိပ်စာရဲ့သဘောတရားနဲ့ရှင်းကြည့်မယ်ဆိုလို့ရှိရင်တကယ်တမ်းကျတော့သူက present continuous tenseနဲ့တူတာမှမဟုတ်ဒါတစ်ဆက်မြန်မာလိုပဲအရှင်းပြစရာလိုရဲဆိုတော့အင်္ဂလိပ်စာရဲ့သဘောတရားတော့ပြစရာတော့မလိုဘူးပေါ့နော်ဒါပေမဲ့တုံတုံလေးပြတာပါအင်္ဂလိပ်စာနဲ့ရှင်းကြည့်လို့ရှိရင်ဒီတဲ့ imas က ing verb ing တခုတည်းကိုဆိုလိုတာမဟုတ်ဘူးအချိန်တစ်ခုမှစခဲ့ပြီးတော့အဲ့အချိန်ကနေစပြီးတော့ခုလက်ရှိလုပ်နေတဲ့ဟာတွေမှာအင်္ဂလိပ်စာမှာဆိုရင် present perfect continuous လို့မျိုးပေါ့နော် has been doing have been doing အဲ့လိုဟာမျိုးတွေကိုလည်းတဲ့ imas နဲ့ပြောတယ်ဥပမာဆိုရင်ဂျပန်စာကို2000နဲ့ပေါ့နော်ထားပါတော့ဂျပန်စာကို2000နဲ့14လောက်ကနေစပြီးတော့2024 25အခု25ဖြစ်ပြီဆိုတော့17နှစ်လောက်ပေါ့နော်17နှစ်လောက်တောက်လျှောက်ဂျပန်စာလေ့လာနေတဲ့ဆိုတာမျိုးပြောချင်တဲ့အခါကြလို့ရှင်လေဒါအချိန်အကြာကြီးဖြစ်ပြနေရပါတော့ Bangkok State မှာဆိုNissan Juyo နဲ့ကရာ今まで勉強していますဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်အဲ့တော့ဒါမျိုးကအင်္ဂလိပ်စာမှာဆိုလို့ရှင်ကြတော့အဲ့လိုဟာမျိုး ing မဟုတ်တော့ဘူး have been ing ဖြစ်မှာပေါ့နော်အဲ့တော့အဲ့လိုမျိုး present perfect continuous ကလည်းထည့် imas နဲ့ပြောတယ်နောက်တစ်ခုကအင်္ဂလိပ်စာမှာရှိရယ် habitual ပေါ့နော်အလေးအထားတစ်ခုကိုပြောတဲ့အခါကြလို့ရှင်ရိုးရိုး simple present tense နဲ့သုံးတာမျိုးရှိရယ်အဲ့ဒါဘာပြောလဲဆိုဥပမာဆို I drink coffee every morning ဆိုတာမျိုး I get up at 6 a.m. every morning ဆိုတာမျိုးပေါ့နော်မနက်တိုင်း6နာရီမှာထားတယ်မနက်တိုင်း coffee တောက်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုလည်းလုံးလေးလုံးထားရှိတဲ့အလေးအထားတွေကိုလည်းတဲ့ imas နဲ့ပြောလို့ရတယ်ဂျပန်စာမှာနောက်တစ်ခါဘာတွေပြောလို့ရလဲဆိုလို့ရှိရင်ဥပမာပေါ့နော်Tesla ကပေါ့နော်လျှက်စစ်ကားတွေကိုရောင်းနေတယ်ဆိုတာမျိုးဒါမျိုးဆိုလို့ရှိရင်အင်္ဂလိပ်စာမှာဆိုရင်တိုင်မဲ့ Tesla sells the electric car ပေါ့နော်အဲ့လိုမျိုးပဲ electric cars ပေါ့နော်အဲ့လိုမျိုးပဲသုံးပါပေါ့နော် sales နဲ့ပဲသုံးလိုက်မှာပေါ့ you present tense နဲ့ပဲသုံးလိုက်မှာပေါ့ ing လည်းမဟုတ်ဘူးပေါ့ဒါပေမဲ့ဂျပန်စာမှာအဲ့လိုဟာမျိုးကိုအခုလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေပေါ့အဲ့လိုမျိုးဘယ်သူကဘာလုပ်တယ်ဆိုတဲ့ဟာတွေကိုပြောချင်တဲ့အခါကြလို့ရှင်ရလေဒီတဲ့ imas ကိုသုံးလို့ရတယ်ပေါ့
အဲ့တော့မြန်မာစာနဲ့တော့ပို့ပြီးတော့စဉ်းစားတာလိုတယ်ပေါ့နော်တဲ့ imas ကပါလဲဆိုနေတယ်လို့ထားတယ်လို့ဆိုတဲ့အဓိပ္ပာယ်နဲ့စဉ်းစား Tesla လက်စစ်ကားတွေရောင်းနေတယ်ဆိုတော့နေတယ်ဆိုစကားလုံးပါတော့တဲ့ imas ကိုသုံးလိုက်ဂျပန်စာလုပ်နေတာ2015တွေက2014တွေကဂျပန်စာကိုလုပ်နေတယ်ဆိုလို့ရှိရင်လေအခုလက်ရှိမဟုတ်ပေမဲ့2014ရဲ့တောက်လျှောက်ဂျပန်စာလုပ်လာတဲ့ဟာကို progress ကိုပေါ့နော်ပြနေတာဆိုတော့မြန်မာစာမှာလည်းအဲ့လိုမျိုးပဲပြောတယ်ဘာလုပ်နေတယ်ဆိုတဲ့ imas ပေါ့တော်တော်တူတယ်ဒီနေရာကလေမြန်မာ grammar နဲ့ဂျပန် grammar နဲ့ကတော်တော်တူတယ်ဟိုအင်္ဂလိပ်တွေကိုရှင်းပြရမယ်ဂျပန် grammar ကိုသင်ရမယ်ဆိုရင်ဒီနေရာခက်တယ်ဘာလို့လဲဆိုတော့တဲ့ imas ဒီအင်္ဂလိပ်စာနဲ့နှိုင်းယှဉ်ပြီးပြောလို့ရှိရင်ခုနပြောလိုမျိုး तू ကအင်္ဂလိပ်စာမှာဆိုရင် present continuous သုံးတဲ့ဟာတွေ present perfect tense သုံးတဲ့ဟာတွေနောက်တစ်ခါဒီဘာခေါ်လဲခုနပြောတဲ့ simple present tense နဲ့ပေါ့ habitual တွေနောက်မှန်ကန်တဲ့ပေါ့နော် true facts တွေအဲ့ဒါတွေကိုပြောတဲ့အခါမှာမျိုးစုံ tense တွေကပြောင်းပြီးမှဂျပန်စာမှာတဲ့ imas နဲ့အများကြီးပြောလို့ရတယ်ပေါ့နော်ဆိုတော့အင်္ဂလိပ်စာ grammar နဲ့ကတော်တော်ကွာခြားတယ်ဒါပေမဲ့မြန်မာစာ grammar နဲ့တော်တော်နှိစက်တယ်မြန်မာစာမှာဆို तू ကအိမ်အောင်ပြုတ်ထားတယ်ဆိုအခုလက်ရှိအိမ်အောင်ပြုတ်နေရမဟုတ်ဘူးလေအခုလက်ရှိလက်မှတ်ကြီးတောက်လျှောက်ထိုးနေရမဟုတ်ဘူးလေဒီလား तू ကတစ်ချိန်မှာလက်မှတ်ထိုးခဲ့တော့အိမ်အောင်ကြထားတယ်ပေါ့အဲ့တော့အခုလက်ရှိ तू ကအိမ်အောင်ပြုတ်ထားတယ်လို့လူလို့မဟုတ်ဘူးအိမ်အောင်ပြုတ်ထားတယ်လို့အဲ့လိုမျိုးဆိုလို့ရှိရင်လည်း constant imas ခက်ကွန်ရှိမှာဆိုတော့ပြောခက်ကွန်စတဲ့အိမ်မှာဆိုအိမ်အောင်ပြုတ်ထားတယ်ဆိုအိမ်အောင်ပြုတ်နေတယ်မဟုတ်အိမ်အောင်ပြုတ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးနေတယ်တို့ထားတယ်တို့အတိတ်ချိန်မှာစခဲ့ပြီးတော့အခုလက်ရှိမှာ result ထွက်နေတဲ့ဟာမျိုးအတိတ်ချိန်ကနေစပြီးအခုလက်ရှိတစ်ခုခုလုပ်နေတဲ့ဟာမျိုးတော့မဟုတ်အခုလက်ရှိမှာပဲဘာလို့လုပ်နေတယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့လိုမျိုးအနေထားတွေအကုန်လုံးကိုဒီ tag imas နဲ့ပြောလို့ရတယ်ပေါ့နော်အဲ့ဆိုတော့အင်္ဂလိပ်စာရောမြန်မာစာရောပြောတော့ရှုပ်ကုန်ပြီလားမသိတီချာကတော့တီချာရဲ့ style ပေါ့နော်တီချာကအင်္ဂလိပ်စာလေးသဘောကျတဲ့အခါကျတော့ခုဆိုလို့ရှိရင်English ကဒီ grammar တွေနဲ့လည်းနည်းနည်းနှိုင်းယှဉ်ပြီးတော့စဉ်းစားကြည့်ရပါတော့စဉ်းစားကြည့်ခြင်းအဖြစ်မြန်မာလိုလဲစဉ်းစားအင်္ဂလိပ်လိုလဲစဉ်းစားဆိုတော့ complex တော့ဖြစ်မဲ့ထင်တယ်တော်တော်လဲပုံမြင်တယ်ပေါ့နော်ဘာသာတရားရဲ့ဒီဘာသာစကားရဲ့ပေါ့နော်ဒီအလုပ်လုပ်ပုံပေါ့နော်ဒီ grammar ရဲ့အလုပ်လုပ်ပုံကိုပုံမြင်တဲ့တကြောင်မလို့သဘောကျလို့အဲ့လိုမျိုးစဉ်းစားကြည့်ရပေါ့နော်ဒါကြောင့်မလို့ notes ရေးရဲ့အခါကျလို့ရှင်လဲမြန်မာလိုလည်းမဟုတ်ပေါ့နော်အင်္ဂလိပ်လိုမျိုးတွေပါထည့်ပြီးတော့ထည့်ထားပေးရပါတော့အင်္ဂလိပ်စာကြောင်းလေးတွေပါထည့်ထားပေးပါတယ်အဲ့တော့ပထမစာဆောင်ကြည့်အောင်ပေါ့နော်အာအိုဆိုတာတဲ့နီဟွန်ဂိုကိုဘန်ကျော့တဲ့အိမ်မှာဆိုအခုလက်ရှိဘာလုပ်နေလဲအာအိုဆိုတာမှာဂျပန်စာကိုလေ့လာနေပါတယ်အဲ့တော့တဲ့အိမ်မှာလေးကိုသုံးထားတယ်ဘန်ကျော့ရှိတဲ့အိမ်မှာဆိုတဲ့တဲ့အိမ်မှာလေးကိုသုံးထားပါတယ်ဒါလေးကိုလည်းမြင်တာပြချင်တယ်ပေါ့နော်တဲ့အိမ်မှာတချို့ကိစ္စနောက်မှလောက်တော့အဲ့တော့ Bangkok Stay Imas ပေါ့နော်ဒီ Stay Imas လေးကိုသုံးထားတယ်အာအိုဆိုတာမှာဂျပန်စာလေ့လာနေပါတယ်နောက်တစ်ခါချစ်ချီက ABC ခိုင်းရှာတဲ့ဟာတာရာ Ite Imas အဖေက ABC ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ဆိုတော့ဟာတာရာ Kimas ဆိုတဲ့ဟာလေးကခီလီယာနဲ့အီလီဖြစ်နေရနော်ခီလီယာနဲ့အီလီပြောင်းပြီးတော့မှတဲလေးနဲ့ဆက်ပြီးတော့တက်ဖောင်လေးပြောင်းထားတာပေါ့နော်အဲ့တော့ဟာတာရာ Ite Imas ဆိုအလုပ်လုပ်နေတယ်ချစ်ချီက ABC ခိုင်းရှာတဲ့ဟာတာရာ Ite Imas နောက်တစ်ခါ今何をしていますかအခုဘာလုပ်နေလဲဆိုတာလေးကိုလည်းဒီတဲ့ imas လေးနဲ့ပေါ့နော်ရှိတဲ့ imas ကဒါကြတော့ group 3ပေါ့ group 3ကကြတော့ shimas နဲ့ kimas နဲ့ buff နှလုံးပါတယ်သူတို့တွေကိုတဲ့ဆက်တဲ့အခါကျရင်တဲ့ပြောင်းတဲ့အခါကျရင် shimas ကရှိတဲ့kimas ကခိတဲ့ဖြစ်မယ်နော်အဲ့တော့ရှိတဲ့ imas ကအခုဘာလုပ်နေလဲဒါကနေရဆိုတဲ့ဟာတွေပေါ့ဘာလုပ်နေလဲလှုပ်နေတဲ့ဂျပန်စာလေ့လာနေရဆိုတဲ့အသုံးနှုန်းတွေဒါလေးကိုပဲနောက်တစ်မျိုးပေါ့ကြည့်အောင်ပေါ့နော်ခုနကပြောထားတယ်ဆိုတဲ့အသုံးနှုန်းပေါ့အဲ့တော့အတိတ်ချိန်မှာလက်မှတ်ထိုးခဲ့လို့သူကအခုအိမ်အောင်ပြုတ်ပြီးသားလူဖြစ်နေတာအတိတ်ချိန်မှာအိမ်အောင်ကြခဲ့လို့သူကအခုအိမ်အောင်ပြုတ်ထားတယ်လို့ဖြစ်နေတာပေါ့နော်ဆိုတော့တစ်ချိန်ကသူဟာအိမ်အောင်ကြခဲ့တယ်ဒါကြောင့်မလို့သူဟာအခုအိမ်အောင်ပြုတ်ထားတယ်လက်ထက်ခဲ့လို့လက်ထက်ထားတယ်လို့အိမ်အောင်ရှိရဲ့လူအဲ့တော့ထားတယ်ဆိုတဲ့အသုံးနော်ပေါ့နော်အင်္ဂလိပ်စာမှာတော့ he is married လို့ပြောမှာပေါ့နော်အဲ့တော့ခါရီက constant imas နောက်တစ်ခါတကားပွင့်နေတယ်ဆိုတာအဖြစ်ပြက်ကိုပြတာတယောက်ကတကားကိုဖွင့်ခဲ့လို့တကားကပွင့်နေတယ် result ပေါ့ဖြစ်နေတယ်အခုလက်ရှိမှာဖြစ်နေလေတချိန်ကလုပ်ခဲ့တဲ့ action ကြောင့်အခုတကားပွင့်နေတယ်အခုလက်ရှိဖြစ်နေတဲ့အချိန်တွေကိုပြတယ်ဒိုက ite imas နောက်တစ်ခါမနေ့တိုင်း6နာရီအိယာထနေတယ်ဒါလေးကကြတော့မနေ့တိုင်း6နာရီအိယာထတယ်မဟုတ်ဘဲနဲ့မနေ့တိုင်း6နာရီအိယာထနေတယ်လို့ဆိုပြီးပြောလို့ရတယ်မြန်မာလို့ဆိုလို့ရှင်နော်ဆိုလိုတော့ဘာလဲဆိုတော့အရင်တော့သူထကြမှာထမယ်6နာရီအင်းတော့နောက်ကျတယ်9နာရီတွေပါတယ်သူထားတယ်10နာရီတွေပါတယ်သူထားတယ်ဒါပေမဲ့အခုတလောတော့ငါမနေ့တိုင်း6နာရီအိယာထနေရဆိုတော့သူကဒီအလေးအထကိုလုံနေတယ်6နာရီအိယာထားတယ်အလေးအထကိုလုံနေဆိုတော့ဒါလည်းအလေးအထကိုပြတာပဲနောက်တစ်ခါအခုလက်ရှိမှာဘလို့အလေးအထမျိုးနဲ့ဖြတ်တန်းနေလဲဆိုရယ်အခုလက်ရှိအခြေအနေကိုလည်းသူကပြတယ်
အဲ့တော့တော့ဘာနဲ့တုံးလဲဆိုရင်တဲ့ imas နဲ့တုံးတယ်အခုဒီစကားရုပ်ပြောနေကြမှာသူ AI ထားနေရမဟုတ်လေ AI ထားနေတော့ငါတော့ AI ထားနေပြီဟေ့ဆိုလို့ပြောတာမဟုတ်သူနေတိုင်းအခုတလောလုံနေတဲ့သူရဲ့အလေးအထားကိုပြောတာအဲ့ဒီခါမှာလဲသူကတဲ့ imas နဲ့တုံးလို့ရတယ်အဲ့တော့ဒီခါကြောက်လို့ရှိရင်ပေါ့နော်မိတိုင်းအရာထားတဲ့ကိစ္စကတော့ okimas နဲ့ပဲတုံးမယ်ဘာဖြစ်လို့ okite imas နဲ့တုံးထားတာလဲပေါ့ဆက်ကြောင်းကိုယ့်ကိုတုံးလို့ရှိရင်တော့ဟုတ်ပါတယ်ဘိုင်းအားစာတော့ကုကြည့်နေ okimas ဆိုပြောရင်လဲနားလဲတာပဲဒါပေမဲ့သူများက okite imas ဘာဖြစ်လို့သူက okimas ဆိုမတုံးမနဲ့ okite imas နဲ့တုံးထားတာလဲပေါ့နော်ဘာဖြစ်လို့ဒီ present continuous tense ကိုတုံးထားတာလဲပေါ့ဘာဖြစ်လို့နေရလို့ပြောတာလဲဆိုရင်မြန်မာလိုပြန်စဉ်းစားကြည့်လိုက်နည်းနည်းဆောင်းလိုက်အရာထားနေဆိုရင်ဘယ်လိုသဘောလေးလဲသူရဲ့အလေးအထားလေးကိုပြောတာလေအခုသူဒီထားတဲ့အကျင့်ကိုသူလုပ်နေတယ်6နာရီထားနေဆိုတာလေးကိုပြောတာပေါ့နော်ဆိုတော့အင်္ဂလိပ်စာမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲ ing နဲ့မြည်ရတော့ဒီလိုဟာမျိုးကြတော့နော်I am getting up တွေပါတယ်မလားတော့เนาะဒါကသူနေတိုင်းလုပ်တဲ့ကိုယ့်ရဲ့ habitual ကိစ္စကိုပြောတာမလို့ I get up ပဲလားမယ်เนาะ I get up at 6 every morning မယ် present tense နဲ့ပဲရေးရမယ် present continuous tense နဲ့ရေးရအောင် simple present tense နဲ့ရေးရမယ်ပေါ့သူကเนาะဆိုတော့ဒီလိုမျိုးအသုံးနှုန်းလေးတွေရှိပါတယ်အဲ့တော့လေအောင်ပြောရင်တော့တဲ့ imas ဒီဘာနဲ့တူလဲဆိုရင်နေတယ်တို့ထားတယ်တို့ဆိုတဲ့သုံးနှုန်းလေးတွေနဲ့အတူတူပါပဲနောက်တစ်ခါဒီ chapter မှာ bonus အနေနဲ့ဗာလေးကိုထပ်ပြောချင်လဲဆိုလို့ရှိရင် shirima ဆိုတဲ့ verb နဲ့ wakarima ဆိုတဲ့ verb ပေါ့အဲ့တော့ literally ပေါ့သူ့ရဲ့အဓိပ္ပာယ်ကဗာလဲဆိုရင် shirima ကတိတယ် wakarima ကနားလေတယ်အဲ့တော့တိလားမြန်မာလို့ဆိုရင်သူ့ကိုတိလားလို့မေးရနော်သူ့ကိုတိနေလားလို့မမေးသူ့ကိုတိလားလို့ပဲမေးရအဲ့မှာတခုသတိထားမှာကမြန်မာလိုတွေးပြီးတော့ဂျပန်လိုပြောတဲ့အခါကျလို့ရှိရင်ခါတွေကို shirima ကဆိုဖြစ်သွားတတ်တယ်shirimas ကဆိုဖြစ်သွားတဲ့ပေါ့နော်အဲ့လိုမတော့ဘူးဒီ buff လေးကဂျပန်စာမှာဆိုရင်တယောက်ကိုတိလားဒါကိုတိလားလို့မေးချင်တဲ့အခါကြလို့ရှိရင်တဲ့ imas form လေးနဲ့မေးပါတယ်ရိုးရိုး shirimas ကလည်းမမေးဘူးနော်တဲ့ imas form လေးနဲ့မေးရ shite imas ကအဲ့တော့ဒါကိုမြန်မာလိုစဉ်းစားပြီးတော့သူ့ကိုတိနေလားမဟုတ်ဘူးနော်သူ့ကိုတိလားမြန်မာလိုကြတော့ဒါပေမဲ့ဂျပန်စာမှာတော့တုံးလို့ရှိရင် shite imas ကဆိုပြီးတော့တုံးရတယ်ပေါ့နော်အဲ့ဒါလေးကိုသတိထားပါဒါလေးကတော့မြန်မာလိုတွေးဂျပန်လိုပြောလို့မရတဲ့ဟာလေးတွေပေါ့နော်ဂျပန်လိုတွေးဂျပန်လိုပြောမှရမယ်ဂျပန်လိုတွေးဂျပန်လိုပြောမှရဖို့အတွက်ကချွန်းချက်တွေကိုသိထားရမယ်ပေါ့နော် shirimas ကချွန်းချက်ရှိတဲ့ buff လေးသူ့ကိုတိလားလို့မေးလို့ရှိရင် shiteimas ကနဲ့တုံးတယ်အဲ့တော့သူကတိတယ်ဆိုရင်တန်ရောင်လိုက်ပြီးတော့ hi shiteimas လို့ဖြေတယ်နော်တိရဆိုတဲ့ကိစ္စကတဲ့ imas နဲ့ဖြေတယ်မတိဘူးဆိုတဲ့ကိစ္စကတဲ့ imas နဲ့မဖြေဘူး shite imas လို့မဖြေဘူးဘာနဲ့ဖြေလဲဆိုတော့ shirimas နဲ့ဖြေတယ်မတိပါဘူး shirimas ဖြစ်သွားတယ်ဒါလေးကသတိထားမယ့်ဟာလေးပေါ့နော်တိတယ်ဆိုရင်တဲ့ imas နဲ့ပြောပေမဲ့မတိဘူးညင်းတဲ့အခါကျရင် shite imas လို့မပြောဘူး shirimas လို့ပြောတယ်ပေါ့နော်ဒါလေးကတစ်ချက်နောက်တစ်ခါ wakarimas ပေါ့ wakarimas ကတော့ wakarimas ဆိုပြီးတော့တဲ့ imas ကိုသုံးထားတဲ့ဟာလေးမဟုတ်ပေမဲ့ဘာလို့သိစေချင်တာလဲဆိုတော့日本語が知ってますかတော့ဘာလို့မပြောเนาะ日本語がわかりますかဒီဘာသာစကားကိုသိလားအင်္ဂလိပ်စာမှာဆိုသုံးတယ်no နဲ့သုံးလို့ရတယ်အင်္ဂလိပ်စာမှာဆိုလို့ရှိရင်ဒီနေရာလေးကလေ understand လို့ပြောတာမျိုးထက်ဒါကိုသိလားဆိုလို့ရှိရင်ဒါကိုသုံးတတ်လားရလားအဲ့လိုမျိုးမေးတာပေါ့เนาะဒါပေမဲ့အတိအကျဘာသာပြန်ရမယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်စာမှာဆိုတော့ do you understand နဲ့ပဲဘာသာပြန်လို့ရမယ်ပေါ့သိလားနားလဲလားသိလားမသိလားဆိုတာတဲ့နားလဲလားနားမလဲလားပေါ့เนาะအဲ့တော့မြန်မာစာနဲ့တော့ကြိုက်ပါတယ်ဂျပန်စကားနားလဲလားဆိုတော့ဂျပန်စကားရလားဂျပန်စကားရလားရတယ်မရဘူးအဲ့လိုမျိုးပြောတာပေါ့နော်ဆိုတော့ဂျပန်စကားကိုနားလေလားနားလေတယ်နားမလဲကိုပြောတဲ့အခါကျရင် wakarimas လေးနဲ့တုံးတယ်shirimas လေးနဲ့မတုံးဘူးပေါ့နော်ဂျပန်စကားသိလားမြန်မာစာမှာတော့မပြောတော့ကိစ္စတော့မရှိဘူးပေါ့ဒီဟာလေအင်္ဂလိပ်စာမှာဆိုတော့အင်္ဂလိပ်လူမျိုးတွေဂျပန်စကားလေးလာတဲ့အခါကျရင်တို့ကဒါနည်းနည်းလေး nuance လေးမတူတဲ့အခါကျတော့တို့တခြားကြည့်ရမယ့်နေရာလေးပေါ့ဒါလေးကကြတော့ဘာလဲဆိုတော့တို့တစ်ခါကြာလို့ရှိရင် do you know Japanese ဆိုလို့ရှိရင်ဂျပန်စကားရလားဆိုတဲ့ပုံစံမျိုးနဲ့တုံးတာရှိရပေါ့နော်အဲ့လိုတုံးပြီးတော့ဂျပန်လိုစဉ်းစားလိုက်ပြီးတော့shirimas ကနဲ့တပြောလိုက်လို့ရှင် shiteimas ကနဲ့ပြောလိုက်လို့ရှင်ဒါမှားတယ်ပေါ့နော်အင်္ဂလိပ်လိုတွေးပြီးတော့ဂျပန်လိုပြောရင်တော့ဒီနေရာတော်တော်လေးကွဲတယ်ပေါ့မြန်မာလိုကြတော့ရပါတယ်မြန်မာလိုကြတော့မြန်မာလိုစဉ်းစားတော့တို့ရမြန်မာလိုမျိုးဆိုမြန်မာလိုစဉ်းစားတော့ shirimas နဲ့ wakarimas ကနားလဲတယ်ပေါ့တခုပဲသိထားမှာပါလဲ shirimas ကိုသုံးတဲ့အခါမှာ shiteimas ကပေါ့နော်အဲ့လိုမျိုးနဲ့သုံးရမယ်မေးလို့ရှင်သိရဆိုလဲ shiteimas နဲ့ပြောရမယ်ပေါ့နော်အဲ့ဒါလေးပါဟုတ်အဲ့တော့ဒါလေးကဘာလဲဆိုလို့ရှိရင်ဒီ GLPT N5 grammar ရဲ့ unit 15ရဲ့ grammar တွေဖြစ်ပါတယ်။သုံးခဲ့တဲ့ပုံစံတွေက demo edas က tewa ikemasen te imas ပေါ့နော်။နောက်တစ်ခါ shirimas နဲ့ wakarimas ရဲ့ကွာခြားဖို့မြန်မာစကားနဲ့စဉ်းစားရင်ကိစ္စမရှိဘူး။နားလည်လားနားမလည်ဘူးလားဆို wakarimas သိတယ်မသိဘူး shirimas နဲ့ပြောရုံပဲဟဲ့လား။မြန်မာလိုတွေးပြီးတော့ပြောလို့ရတယ်။ဒါပေမဲ့တစ်ခုပဲပါလဲ shirimas တိလားတိတယ်ပြောတဲ့ခါကျရင် shirimas တိုင်းပြောလို့မရဘူး shite imas
နဲ့ပြောရှိတိမတ်ကရှိတိမတ်နဲ့ပြောရတယ်ပေါ့နော်အငင်းပုံစံကြတော့ရှိတိမတ်ဆန်နဲ့ပြောရတယ်ပေါ့အဲ့ဒါလေးကိုမှတ်ထားလို့ရှိရင်ရပါပြီဒါဆိုရင် unit 15ကတော့ဒီလောက်ပါပဲ